တော့ကတော့ပေ350တွင်းနဲ့မှုတ်ပြီးတော့လေအားရနဲ့ပဲရေတန့်ပြီးတော့ရှေ့ရနဲ့တောက်နေရတာဆိုတော့ကိုဒီကောင်လေးရောက်လာပြီးတော့ကျတော့တော်တော်ကောင်းပါပါရက်ွက်ထက်ကလည်းတော်တော်များများလာခတ်ကြတန်ရှင်းရေးပိုင်းကတော့တော်တော်ကောင်းပါတောက်လဲဟွာဖြစ်တာပေါ့ကျမ်းမာရေးနဲ့ညီညွတ်ပါကိုဒီရေတန့်ဆက်စားခတ်ပါညာနဲ့အကုန်တန်းတင်ပြလိုက်တော့ကျတော့နည်းနည်းဘယ်လိုပြောမလဲကလေးတွေကျမ်းမာရေးနဲ့တော်တော်ညီညွတ်ပါဝါရှောင်းဝါပြက်လည်းမဖြစ်တော့ဘူးလေအရင်ကဘုံမရဲ့တောက်ခဲ့ရပြီးအခုရေတန့်ဆက်ရတဲ့ခါကျတော့ကျောင်းသူကျောင်းသားတွေအတွက်ကျမ်းမာရေးအတွက်အများကြီးထောက်ကူပြုရဲကျမတို့အကြောင်းကဒီငနှင်အကြောင်းမလို့ပေါ့နော်ပျက်စီးသွားတာတွေအဆောက်အဦတွေအများကြီးပဲပေါ့နော်အများကြီးတည်းမှာအဲ့ဒီထမှာဟိုအိမ်သားတွေလည်းပါသွားတာပေါ့အိမ်သားတွေပါသွားတဲ့ခါကျတော့ကျောင်းဖွင့်မယ်ဟေ့ဆိုတဲ့ခါကျကျမတို့ကျောင်းမဖွင့်နိုင်ဘူးစာသင်ဆောင်တွေမှာလည်းပျက်စီးတာစာသင်ဆောင်တွေမှာရှိတဲ့အိမ်သားတွေကလည်းပျက်စီးသွားတာဆိုတော့ကျွန်တော်တို့ကကျောင်းဖွင့်မယ်ဆိုရင်တော့မှပဲအရင်ဆုံးဒီအိမ်သားတက်ဖို့ကလေးတွေတွိုက်လက်ဝင်ဖို့ပေါ့နော်အဲ့ဒါအခက်အခဲတွေဖြစ်တဲ့ခါကျကျမတို့ကျောင်းမဖွင့်နိုင်ဘောပရှင်ကနေပါအခုလိုမျိုးအိမ်သားလေးလာလို့ပြတဲ့အတွက်ကျမတို့အဆင်ပြေသွားတယ်ပေါ့အမှန်တိုင်းပြောရင်တော့ဒါတန်ရှင်းပေါ့နော်တန်ရှင်းဒီအိမ်သားတန်ရှင်းတဲ့အတွက်ကျမတို့ကလေးတွေလည်းအသုံးပြုတဲ့အခါမှာကြောဂါပရာကင်းဝေးတယ်ပေါ့နော်အဲ့လိုမျိုးလေးပါဟုတ်ကဲ့ပါအကျိုးရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှိသမျှတစ်ကြောင်းလုံးကဝိုင်းပြီးတော့ပဲဒီအိမ်သားကိုတက်နေရပါပေါ့နော်တော့ဒီအိမ်သားရှိတဲ့အတွက်ကျမလည်းအဆင်ပြေတယ်ပေါ့နော်ဒီဘောပရှင်ကလှူတဲ့အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်